တွေကလေကိုယ့်ကိုကာကွယ်ဖို့တတိုင်းနေစောက်ထားတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီတတိုင်းကပဲခင်ဗျားကိုတကယ်ချစ်ခင်မဲ့သူတွေရောက်မလာနိုင်အောင်ပိတ်ဆို့မိနေတာပါပဲလူတော်တော်များများလေဒါကိုသဘောမပေါက်ကြဘူးတတိုင်းနေစောက်ပြီးတော့မှကိုယ့်ကိုနောက်တစ်ခေါက်ထပ်ပြီးတော့မှမနာကျင်အောင်ကာကွယ်နေတယ်လို့ထင်နေပေမဲ့တစ်ချိန်တည်းမှာပဲကျွန်တော်တို့တကယ်ဂရုစိုက်နိုင်မဲ့သူတွေချင်းကပ်ချင်တဲ့သူတွေကိုပါရောက်မလာနိုင်အောင်ပိတ်ဆို့မိနေတာပါပဲကျွန်တော်ရဲ့ coaching client တယောက်ကဒီလိုမျိုးပြောဖို့ပါတယ်သူမကနာကျင်မှုတွေကိုထပ်ပြီးတော့မှမခံစားချင်တော့ဘူးတတိုင်းနေအကာအကွယ်တွေစောက်ပြီးတော့မှလူတွေကိုစပြီးတော့မှတွန်းထုတ်ခဲ့တယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့သူမကသူ့ကိုတကယ်ဂရုစိုက်နေတဲ့လူတွေချင်းကပ်ချင်တဲ့သူတွေကိုပါတစ်ချိန်တည်းမှာတွန်းထုတ်မိနေတယ်ဆိုတော့ကိုသူတတိမထားမိခဲ့ပါဘူးအဲဒီကအဲ့လိုမျိုးလူတွေကတကယ်တမ်းဆိုရင်အရှင်ကလေးကသူတို့ကလေလုံးဝဖွင့်ရခဲ့ပြီးတော့မှလူတွေကိုစစ်မှန်တဲ့မေတ္တာတွေဂရုစိုက်မှုတွေကိုပေးပြီးတော့မှသူတို့အတွက်ကကြတော့နာကျင်မှုတွေဒဏ်ရာတွေပဲရခဲ့တဲ့အချိန်ကြတော့အချိန်ပေါင်းများစွာကြာလာတဲ့အချိန်မှာဒီလိုမျိုးဖြစ်လာရပါတယ်အဲ့တော့လူတွေကိုလည်းတွန်းထုတ်တယောက်နဲ့တယောက်နဲ့ခင်လာပြီးဆိုရင်လည်း attachment ဖြစ်အောင်တနည်းနည်းနဲ့အဲ့လိုလူတွေနဲ့ဝေးဝအောင်သူတို့လုပ်ပါတယ်နောက်ပြီးတော့မှဘာဖြစ်လို့ငါ့ကိုနားလဲလူတွေမရှိကြတာလဲဘာဖြစ်လို့လူတွေကငါ့နာမှာမနေကြတာလဲဘာဖြစ်လို့ငါ့ဘောတကယ်ကောင်းမဲ့လူတွေငါဘေးနားမှာမရှိရတာလဲဆိုပြီးတော့မှကိုယ့်ကိုပြန်ပြီးတော့မှမေးကြတယ်ပေါ့နော်လူတွေကလည်းကိုယ့်ရဲ့ဘေးမှာတတိုင်းနေစောက်ရတဲ့ရည်ရွယ်ချက်ကလည်းကောင်းတဲ့ရည်ရွယ်ချက်နဲ့ပဲအစတုန်းကစောက်ခဲ့တာပါအဓိကတော့သူတို့နောက်ထပ်မနာကျင်ချင်တာကြောင့်မလို့ပေါ့ဒါပေမဲ့ကျွန်တော်တို့အဲ့လိုမျိုးဆက်ပြီးတော့မှလှုပ်လိုက်တဲ့အချိန်မှာလူတွေကိုဖြည်းဖြည်းချင်းဝင်ခွင့်မပြုမိတော့ဘဲနဲ့တာလာတော့တယ်ကျွန်တော်တို့ပေါ်မှာတကယ်ချစ်ပေးမဲ့လူတွေဒီဥဆိုင်ပေးမဲ့လူတွေချစ်ကပ်ချင်တဲ့သူတွေကလည်းရှိလာမှာတော့လည်းမဟုတ်တော့ပါဘူးအကယ်၍ကျွန်တော်ပြောတဲ့ဥစ္စာတွေနဲ့ထပ်တူခံစားရတယ်ဆိုရင်ကျွန်တော်တခုပြပြပေးချင်တာကကျွန်တော်တို့အဲ့လိုမျိုးကိုယ်ပေးနာမှာတတိုင်းနေဆောက်လိုက်ရခြင်းကကျွန်တော်တို့ survival အတွက်မိမိကိုယ်ကိုဂရုစိုက်ဖို့အတွက်ကာကွယ်ဖို့အတွက်ဒီဆောက်ခဲ့တဲ့စနစ်တစ်ခုပဲဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ခင်ဗျားဘဝရဲ့တစ်ခုလုံးအဲ့ဒီနောက်မှာပဲနေစရာမလိုပါဘူးကျွန်တော်တို့တဖြည်းဖြည်းချင်းနဲ့တကားကိုပြင်ပြီးတော့မှဖွင့်ပေးဖို့လိုအပ်ပါတယ်လူတိုင်းအတွက်တော့မဟုတ်ပါဘူးတကယ်ကိုယ့်အတွက် real ဖြစ်မဲ့လူတွေကိုယ့်ပေါ်မှာဂရုစိုက်ချင်တဲ့သူတွေမှန်ကန်တဲ့သူတွေပေါ့ဟုတ်ကဲ့ပါအခုဒီဗီဒီယိုကိုကြည့်ပြီးတော့မှတခုခုတွေ့ပြီးရဆိုရင် comment မှာတစ်ချက်မျှဝေပေးခဲ့လို့ရပါတယ်